ခွေးကဖနက်ကိုခိုးယူဖို့သူ့စီကိုပြေးလာတယ်။ဒရီဘာကခွေးကိုအာယုံပြောင်းဖို့တုတ်တစ်ချောင်းပစ်ပြီးဖနက်စီးဖို့အောင်မြင်သွားတယ်။ဒါပေမဲ့ခွေးကပြန်လာပြီးသူ့ခြေထောက်ကိုကိုက်တယ်ပြီးတော့ဒရီဘာကကြံတဲ့ဖနက်ကိုပစ်လိုက်တယ်။ဒရီဘာကသူလှုပ်လိုက်တဲ့အရာကိုမသိခင်မှာခွေးကဖနက်နဲ့အတူထွက်သွားတယ်။နောက်ပိုင်းမှာစုံတွဲကဒရီဘာကိုလာလေတယ်သူတို့ကသူ့ကျေးဇူးတင်စကားပြောဖို့ကလေးဦးထုတ်တလုံးကိုယူလာခဲ့ပြီးအားလည်းရမတိုင်ခင်အိမ်ရဖို့မျှော်လင့်ပြီးအိမ်ရဌာနကိုတွားဖို့ရှိတယ်လို့မျှဝေတယ်ဒရီဘာကသူတို့ဘီရိုကရေစီကိစ္စတွေဖြေရှင်းနေစဉ်သူတို့ကလေးကိုဂရုစိုက်ဖို့စေတနာဝန်ထမ်းလုပ်တယ်နောက်ပိုင်းမှာဒရီဘာကကလေးနှစ်ယောက်လုံးကိုကြွေးပြီးကျေးဇူးတွေထဲမှာအိတ်စီတဲ့ကြောကြနောက်ဆုံးရောက်လာတဲ့အခါသူကကျေးဇူးတစ်ခုနဲ့အတူလူဝင်ဆက်ခန်းကိုအမြင်ပြေးသွားပြီးသူမကမှတ်တမ်းအတွက်ဓာတ်ပုံရိုက်နေစဉ်စာရွက်စာတမ်းတွေကိုလက်မှတ်ထိုးတယ်ဒရီဘာကသူမကိုအခြေအနေဆက်ပြောပြဖို့တောင်းဆိုတယ်ဒါပေမဲ့သူမကဒါဟာသူ့ကလေးမဟုတ်တော့အခုကစပြီးသတင်းချက်လက်အားလုံးကလျှို့ဝှက်ဖြစ်တယ်လို့ရှင်းပြတယ်ကြောကြထွက်သွားတဲ့အခါစုံတွဲကပြန်လာတယ်ဒရီဘာကသူတို့ကိုအခန်းစီခေါ်သွားတယ်စုံတွဲကကလေးကသူတို့ကလေးမဟုတ်တာကိုတွေ့ရတော့ထိတ်လန့်သွားတယ်ဒရီဘာကမှားယွင်းပြီးကြောကြကိုမှားပေးမိတာကိုသိရတော့လမ်းပေါ်ကိုပြေးပြီးပါကင်ထိုးတိုက်နေတဲ့ရဲတွေနဲ့ညှင်းခုန်နေတဲ့ကြောကြကိုတွေ့တယ်သူမကအာယုံပြောင်းနေစဉ်ဒရီဘာကကားထဲကနေကလေးကိုယူပြီးအဆောက်အဦစီကိုအမြန်ပြေးသွားတယ်တက်လေကားထဲမှာသူကဖောက်ဘက်ကိုတိုက်ရိုက်ပြုတ်ကျသွားတယ်ကံကောင်းချင်တော့သူကစုံတွဲစီကနေယူထားတဲ့အပိုတစ်ခုရှိတဲ့အခန်းထဲမှာဒရီဘာကကလေးတွေကိုလဲလှယ်ပြီးပြန်ပြင်းထွက်ပြေးတယ်ဂျော်ဂျာကထွက်သွားပြီးဒါကြောင့်သူမကိုဖုန်းဆက်ပြီး message ချန်ခဲ့တယ်ထိုခိုက်ဒရီဘာကဖက်ထရာစီကဖုန်းခေါ်ဆိုမှုရတဲ့အစီအစဉ်တွေပြောင်းလဲသွားပြီးဖန်ထောင်စပိုင်ရှင်တွေကနောက်ဆုံးမှာခရစ်စမတ်အတွက်လာမှာဖြစ်တယ်ဒရီဘာကအိမ်တွင်းအဆောင်ရောက်လာပြီးလွှဲပြောင်းယူမဲ့အထိနေဖို့လိုပေမဲ့ဖီထရာကဘလို့ပဲဖြစ်ဖြစ်သူ့ကိုပေးချင်မယ်လို့တေချာစေတယ်မိနစ်အနည်းငယ်အကြာမှာဒရီဘာကအိမ်တွင်းအဆောင်ကျန်အစီကဖုန်းခေါ်ဆိုမှုရတယ်သူမကစကော့တလန်မှာရှိနေပြီးလန်ဒန်ကိုညနောက်ပိုင်းမှာရောက်မယ်လို့ရှင်းပြတယ်မိဖို့ကြောင့်လန်ဆွဲတဲ့ကတက်ကိုတုံးပြီးဈေးဝယ်ဖို့ဒရီဘာကိုတောင်းဆိုတဲ့ရှေ့လျားတဲ့ဈေးဝယ်စည်းရင်းကို print ထုတ်ဆက်စီတိုက်ရိုက်ပို့တယ်သူကအရန်ဝယ်ပြီးတော့အိမ်ကိုပြန်တယ်ဖို့လှည့်လေးစီးလိုအပ်တယ်ထို့တော့တွင်းကြောကြကကလေးကသူ့မကားထဲမှာမရှိတာကိုနောက်ဆုံးမှသိရတယ်ရဲရရှိကိုဖုန်းခေါ်ပြီးအရေးပေါ်သတိပေးချက်ကိုထုတ်ပြန်လိုက်တယ်ပုံပစ္စည်းတွေအခန်းထဲရောက်သွားတဲ့အခါဒရီဘာကကလေးရောထွေးမိတဲ့အတွက်စုညံတန်တွေကိုတောင်းပန်ဖို့basement မှာနေထိုင်နေတဲ့စုံတွဲစီကိုအရာတချို့ယူသွားတယ်။လူဝင်ဆန့်ခန်းမှာခွေးလန်းလျှောက်သူကအိမ်ငါးတွေရဲ့အိမ်မွေးတရိတ်ဆန်ကိုကောက်ယူပြီးဖနက်ကိုလက်ခံရေးမှာပစ်ချတယ်။ basement ကနေထွက်လာတဲ့အခါဒရီဘာကဖနက်ကိုတွေ့ပြီးပြန်ယူလိုက်တော့ခွေးယူကသူ့ကိုဓာတ်လေကားထဲထိလိုက်လာတဲ့အခန်းထဲမှာဒရီဘာကကလေးငိုတန်ကိုကြားတော့ခွေးကိုဖယ်ရှားဖို့လူဝင်ဆန့်ခန်းကိုပြန်မသွားခင်ကျေးစွန်းကိုကောက်ယူတယ်။ဒါပေမဲ့လမ်းလျှောက်သူကထွက်သွားပြီးဒရီဘာမှာရွေးချယ်စရာမရှိတော့ဘူး။ခွေးရှိတဲ့နေရာကိုပြောတဲ့မှတ်စုကိုတက်လေကားထဲမှာခြံထားခဲ့ရတယ်ပြီးတော့သူကကလေးနဲ့အိမ်မွေးတရိတ်ဆန်နှစ်ကောင်လုံးနဲ့အတူဖန်ထောက်စ်ကိုပြန်လာတယ်ခွေးကကုန်ပစ္စည်းတွေအားလုံးကိုတွေ့တော့ဝက်ဦး6တစ်ချောင်းကိုချက်ချင်းခိုးယူတယ်ဒရီဘာကသူ့ဖက်နဲ့တော့ချိန်နဲ့ခွေးကိုအာယုံပြောင်းဖို့ကြိုးစားတယ်ခွေးကကိုက်တဲ့အခါဖားဘက်ကိုခိုးယူပြီးမျိုးချလိုက်တယ်စိတ်ပြတ်သွားပြီးနောက်ဒရီဘာကခွေးကိုဓာတ်လေကားစီခေါ်သွားပြီးဖောက်ကတရိတ်ဆန်ခန္ဓာကိုယ်အတွင်းကနေအလုတ်လုတ်ဆဲဖြစ်ကြောင်းအတီးပြုတ်တယ်ပြီးတော့ကျင်းထားကဖုံးဆက်ပြီးမိုးမကောင်းတဲ့အတွက်ညသက်ကောင်မှာလန်ဒန်ရောက်လာမယ်လို့ရှင်းပြတယ်။ဒါကြောင့်အလှဆင်ပစ္စည်းတွေရှိတဲ့နေရာကိုပြောပြီးပြင်ဆင်ထားဖို့ပြောတယ်။နောက်ပိုင်းမှာတယောက်ယောက်ကတစ်ပင်တစ်ပင်ချပေးမယ်လို့လည်းအတိပေးတယ်။ဒရီဘာအာယုံပြောင်းနေစဉ်ခွေးကဝက်ဦး6ရက်တဝက်ကိုစားလိုက်တဲ့ဖုံးကထက်မြည်လာပြီးခွေးပိုင်ရှင်အနယ်ဘယ်စီကဖုံးခေါ်ဆိုမှုရတယ်။ဒရီဘာကဖော်ဘလိုအပ်နေတော့သူအခုအိမ်မှာမရှိဘူးလို့ပြောပြီးနောက်မှပြန်ခေါ်မယ်လို့ကတိပေးတယ်။နောက်ပိုင်းမှာသူကကလေးနဲ့ခွေးကိုခေါ်ပြီးဝက်ဦး6ထက်ဝယ်ဖို့ဈေးဝယ်ထွက်တဲ့ပြန်လာတဲ့အခါလိုင်းတွေကအဆောက်အဦကနေနှင်ထုတ်ခံရလို့ပြောင်းနေတာကိုတွေ့ရတယ်။အခန်းထဲမှာဒရီဘာကတစ်ပင်ကိုပို့ပြီးသွားပြီဆိုတာတွေ့ရတယ်။ဘယ်နေရာထားရမှန်းမသိလို့ရွှေတရားနေတဲ့ရုပ်တုရဲ့အောက်ခံကိုယူပြီးတစ်ပင်အတွက်အသုံးပြုဖို့ဆုံးဖြတ်လိုက်တဲ့ရွှေတရားနေတဲ့မီးလုံးတွေရဲ့ကျေးဇူးကြောင့်တစ်ပင်ကိုမြှောက်နိုင်တဲ့ရုပ်တုကိုအိမ်တွင်းအဆောင်ရဲ့ရုံးခန်းထဲမှာဝတ်ထားပြီးရွှေတရားနေတဲ့အောက်ခံရဲ့အကူအညီနဲ့တစ်ပင်ကိုအလှဆင်နေထိုခိုက်ခွေးကမစင်သွားဖို့လိုနေလို့ညီးတန်ပေးတယ်။ဒါကြောင့်ဒရီဘာကခွေးကိုလမ်းပေါ်ခေါ်သွားတယ်။သူကခွေးမိုက်ကိုခွေးအိတ်နဲ့ကောက်ယူပြီးဖောက်ကအဲ့ဒီထဲမှာရှိတယ်ဆိုတာအတီးပြုတ်တဲ့ထိထိတယ်။ပြန်လာတဲ့လမ်းမှာသူတို့ကဓာတ်လေကားထဲမှာအနယ်ဘလကိုတွေ့တော့သူမကိုခွေးကိုပေးပြီးသူမရှိမှခွေးအိတ်ကိုထိန်းချုပ်ရမှာအသုံးပြုရတာမထိမခိုက်ဖြစ်တယ်။မနက်ခင်းမှာဒရီဘာကဂျန်အစီကဖုန်းခေါ်ဆိုမှုရတယ်။သူမကတည်ယူပို့ဆောင်ရေးအားလုံးပြတ်သွားတော့စကော့တလန်ကနေမထွက်ခွာရသေးဘူးလို့ရှင်းပြရဲဆိုလိုတာကဒရီဘာကပွဲခံပွဲကိုချက်ပြုတ်ရမယ်။ဒါကြောင့်ဂျန်ကညွှန်ကြားချက်တွေကို print ထုတ်ဆက်စီပို့တယ်။ဒရီဘာကနောက်လာမယ့်နိုင်ရီနေငယ်အတွင်းကလေးကအိုးလေးကနေစောင့်ကြည့်နေစဉ်အလုပ်ကြိုးစားလုပ်တဲ့ဟင်းလျာများစွာကိုချက်ပြုတ်တဲ့ဇပွဲကိုစီစဉ်တဲ့ခရစ်တော်မွေးဖွားသည့်ဇက်ခင်းကိုတောင်ပြင်ဆင်တယ်။9နာရီမှာဒရီဘာကကလေးကိုအပေါ်ထပ်မှာဝတ်ထားပြီးပိုင်ရှင်တွေရောက်လာမှာကိုစောင့်နေတယ်။ဒါပေမဲ့ဘယ်သူမှမလာဘူး။သူကဖက်ထရာကိုဖုန်းဆက်ပြီးဂျန်ကိုပွဲခံပွဲမှာကူညီနေတယ်လို့ဟန်ဆောင်ပြီးအတိတ်တောင်းတယ်။ဖက်ထရာကခွင့်တောင်းပြီးပိုင်ရှင်တွေနယူးယောက်ကိုသွားမှာဖြစ်လို့နောက်ဆုံးမှာမလာတော့ဘူးဆိုတာကိုအတိပေးဖို့မေ့သွားတယ်လို့ရှင်းပြတယ်။ထိုခိုက်ရဲရာရှိကတကားကောင်းကောင်းတန်ပေးပြီးကလေးအကြောင်းမေးမြန်းတယ်။ဒရီဘာကကလေးနဲ့ကလေးကိုလူဝင်ဆန့်ခန်းစီကိုအမြန်ပြေးသွားပြီးရဲကဂျော့ဂျာရဲ့ဓာတ်ပုံနဲ့နှိုင်းယှဉ်ကြည့်တော့မတူညီတာကိုသိရတယ်။ဒရီဘာကဘာဖြစ်ခဲ့တယ်ဆိုတာပြောပြပြီးနောက်အရာရှိကရှုပ်ထွေးသွားပြီးဂျော့ဂျာကိုဖုန်းခေါ်တယ်။သူတို့သူမကိုစောင့်နေစဉ်ဒရီဘာကသူ့ကိုအခန်းထဲဖိတ်ခေါ်တယ်။
ဒရီဘာကမစင်ကိုဓာတ်လေကားမှာအသုံးပြုပြီးနောက်ပိုင်းအန်ဆွဲရဲထဲတာကိုမြင်တော့ရဲကပိုပြီးထူးဆန်းသွားတယ်။မကြခင်မှာစုံတွဲကကလေးအတွက်လက်ဆောင်နဲ့အတူဒရီဘာကိုလာလေတယ်။ဒါကြောင့်သူတို့ကိုလည်းနေဖို့ဖိတ်ခေါ်တဲ့တကားကောင်းလောင်းကထက်မြည်လာပြီးဒီတခါတော့လိုင်းနေဖြစ်တဲ့အခန်းတော်တွေကိုဒရီဘာစီမှာခြံထားဖို့ပြောထားတယ်။အစားအစာတွေအများကြီးရှိနေတော့ဒရီဘာကသူ့ကိုလည်းပါဝင်ဖို့ဖိတ်ခေါ်တယ်။လိုင်းနဲ့အတွက်ဓာတ်လေကားဖွင့်လိုက်တဲ့အခါခွေးယူကပြေးထွက်လာတဲ့ဟန်နဘယ်ကသူ့ကိုလိုက်တယ်။ဒါကြောင့်သူမလည်းဆက်နေလိုက်တယ်။လူတိုင်းနေသားကြနေစဉ်ဒရီဘာကဂျက်စီကဖုန်းခေါ်ဆိုမှုရတဲ့လေရင်ခီးစဉ်အားလုံးပြတ်သွားလို့သူမနဲ့မက်တီတို့လန်ဒန်မှာမထွက်ခွာသေးဘူးလို့ပြောတယ်။သူတို့ကသူနဲ့အတူခရစ်စမတ်ကိုကုံဆုံးခြင်းနဲ့ဒါကြောင့်ဖန်ထောက်စ်ကိုလာဖို့ပြောတယ်။ဂျော့ဂျာကကလေးကိုယူဖို့လာတဲ့အခါသူမလည်းချီးမြှင့်ပွဲမှာပါဝင်လိုက်တယ်။အုပ်စုကအတူတကွသည်ဆိုတာအရက်တောက်တာအရသာရှိတဲ့အစားအစာတွေစားသုံးတာနဲ့အရန်ပျော်ရွှင်ကြတယ်။ဒရီဘာကကြံတဲ့ဖက်နှက်ကိုခွေးကိုလက်ဆောင်ပေးတယ်။ဒါမှဆုံးအောင်ထားနိုင်မယ်ရဲရာရှိကဒရီဘာနဲ့ကလေးကိုအပ်တိတ်လုပ်တယ်ဒါပေမဲ့နောက်ပြန်လှည့်ကြည့်တဲ့အခါကလေးကမရှိတော့ဘူးသူတို့ကကလေးကိုကြက်ဥအိမ်ထဲမှာတွေ့တယ်ရုတ်တရက်တကားကောင်းကောင်းတန်ပြီးလာတယ်ဒရီဘာကကင်မရာကိုစစ်ဆေးတယ်ဖန်ထောက်ပိုင်ရှင်တွေကနောက်ဆုံးမှာလန်ဒန်ကိုလာမယ်ဆိုတာသိရတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုအမိုက်စားတွေကြည့်ချင်ရင်အကောင့်လေးကို follow လုပ်သွားပါနော်